နော်အေးကြည့်လို့မရကောမန့်တွေကိုပြောပြီးလို့လည်းမရတော့အေးပြောပြီးလို့လည်းမရကောမန့်ကိုမမြင်ရတော့အဲ့တော့လေအဲ့ဒါနဲ့ကျမဟို28ရက်နေ့ဖြစ်တဲ့ခါကျတော့ရုတ်တရက်ကျမတို့ကလည်းအလုပ်ရက်လိုက်ရတာပေါ့နော်အလုပ်ရက်လိုက်တဲ့ခါကျတော့လက်ထက်ကလည်းပတ်စံမရှိတော့စက်မရှိတော့ဟာဒီမှာလည်းဖြစ်တဲ့ခါကျတော့ကိုကူခြင်းနဲ့ကဲခြင်းနဲ့လှူခြင်းနဲ့လीနော်ဟိုကဆိုရင်လေအေးရော့9သိန်း10သိန်းဟိုသိန်း20ဟိုသိန်း30ပေါ့နော်ဟိုလူဒီလူ2သိန်း3သိန်း4သိန်း5သိန်းခေါင်းစဉ်တွေအမဲတွေရှာမရဘူးပေါ့လေဒီလိုတွေပေးခြင်းကမ်းခြင်းဒီလိုတွေလှူခြင်းတန်းခြင်းတဲ့ခါကျတော့အဲ့တော့ပတ်စံလက်ထဲမရှိတော့ရွှေရောင်းလိုက်တယ်ရွှေရောင်းတော့ဘယ်လောက်လဲဆိုတော့83သိန်းဟာတယ်ရပြီပေါ့83သိန်းကျမရောင်းရင်အဲ့လိုပဲသိလားနော်ကျမရောင်းပြီးရင်ရွှေစည်းအမြဲတမ်းတက်တယ်အဲ့တော့ကျမဝယ်ပြီးသွားရင်ရွှေစည်းအမြဲကျတယ်အဲ့ဒါကျမကလေတလုံး universal true နော်အဲ့တော့လေအဲ့ဒါနဲ့30သားရောင်းလိုက်တယ်83သိန်းဆိုတော့910ဟုတ်ပြီပေါ့ဆိုပြီးတော့လေရောင်းလိုက်တယ်နော်အခုဒီနေ့950ဆိုသိန်း40လောက်ဖြစ်တယ်နော်ဒါပေမဲ့အခုပြီးလဲပြီးသွားအခု910လည်းမရှိတော့ဘူးဒီလိုပဲလေနီးစက်ရတယ်လေကူရကဲရတာအခုငလင်ပေးရကြတော့လေကျမတို့ကဒီလိုဖြစ်တယ်လေပတ်စံရှိရတဲ့သူတွေပို့ပြီးတော့မှအထိနာတဲ့ပွဲဖြစ်တာဟုတ်เนาะဆိုတဲ့ခါကျတော့ကျမကလေဘယ်လိုစဉ်းစားလိုက်လဲဆိုတဲ့ခါကျတော့ကျမကလေထုံးစံအတိုင်းပေါ့လူတွေကလေနေဘလောက်လူလို့လဲဒီလိုလာတာလူတိုင်းကို Facebook ပေါ်မှာတက်ပြီးပြောနေစရာမလိုပါဘူးเนาะဆိုတော့လေကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ့်ရဲ့မိတ်ဆွေတွေအဆင်ပြေသွားဖို့အရေးကြီးတာလေဒီပေါ်ကြီးမှာတက်ပြီးတော့မှကျမကဘလောက်လူပါတယ်ဆိုပြည်သူမြတ်တာခံယူစရာလည်းအကြောင်းမရှိပါဘူးလာပြီးတော့နေဘလောက်လူလို့လဲလို့လာမပြောနဲ့ကျမကလေလာပြောလဲ game site ပါဘူးเนาะကျမနိုင်တာတွေအဲ့တော့ကျမတို့ဘယ်လိုလုပ်လဲဆိုတော့ကျမတို့လင်မယားနှစ်ယောက်စဉ်းစားလိုက်တယ်ခုနပြောသလိုပေါ့ကျမတို့ပတ်စံရှိလို့တိုက်ကြီးပြိုသွားတဲ့သူကိုကျမတို့က9000သိန်းသွားပေးလို့လေသူ့အတွက်ဘာမှမဟုတ်ဘူးလေနော်နောက်တစ်ခါဒီ9000သိန်းယူအောင်လောက်အောင်စိတ်အခြေအနေတွေမှာလည်းမဟုတ်ဘူးလေနော်ဆိုတဲ့ခါကျတော့အခြေအနေနဲ့ဖြစ်စဉ်ဖြစ်ရတဲ့ပုံမှာဒီလိုလုပ်လို့တွေမရဘူးပေါ့လုပ်လို့တွေမရတော့ကျမတို့လင်မယားနှစ်ယောက်ကဘယ်လိုစဉ်းစားလဲဆိုတော့သူ့မိတ်ဆွေကိုမိတ်ဆွေပေါ့နော်ဒီလိုမျိုးတွေထဲမှာခက်ခဲသွားကြတယ်ဒီလိုမျိုးအိမ်တွေလည်းထိခိုက်သွားကြတယ်ဆိုတဲ့သူတွေရှိရင်တို့လင်မယားနှစ်ယောက်ဒီလိုလေးကူမယ်ဆိုပြီးလင်မယားနှစ်ယောက်တိုင်ပင်လိုက်တယ်သူတို့အိမ်ကြီးပြန်ဆောက်ဖို့တွေလိုအပ်မယ်เนาะပြန်လဲထူထောင်ရေးတွေအတွက်ကိုဘယ်လောက်လိုလဲပတ်စံကျမတို့ရွှေပေးမယ်ကျမတို့မိတ်ဆွေတွေကိုလေကျမတို့စီကနေအကူကြီးကျမတို့ကူညီမယ်ရွှေ30သားယူမလားရွှေ20သားယူမလားကူညီမယ်အိမ်ပြန်ဆောက်ချင်လားဆောက်ကြိုက်တဲ့အချိန်မှာကျမတို့ကိုရွှေ30သားယူရင်ရွှေ30သားပြန်ဝယ်ပေးရွှေ20သားယူရင်ရွှေ20သားပြန်ဝယ်ပေးဒါဆိုရင်တို့အနေနဲ့လေမခက်ခဲတော့ဘူးပေါ့နော်ဘာဖြစ်လို့အချင်းရှိထားပြီးသားသူတွေကတို့ပြန်ဆက်နိုင်တယ်လေတို့လောလောဆယ်ဒီအလုံးအခဲသားရဲ့ပျောက်သွားပြီမဲ့တို့မှာအလောက်ကိုင်းနေတို့ရဲ့အခြေအနေတွေရှိတော့တို့ပြန်ဆက်နိုင်တယ်ကျမတို့ကလည်းတယောက်ကိုသိန်းထောင်နဲ့ချီပြီးတော့မှလကားမပေးလိုက်နိုင်ဘူးပေါ့နော်ဆိုတော့နောက်တစ်ခါတိုတီနဲ့9သိန်းပေးလိုက်10သိန်းပေးလိုက်နဲ့ဆိုလေတို့တွေအတွက်နဲ့လေတို့တွေလည်းအဆင်မပြေဘူးပေါ့နော်အဲ့တော့ကျမတို့ကလည်းကိုယ့်ရဲ့ချွေးနှဲစာဖြစ်တဲ့အတွက်ကြောင့်မလို့သိန်း1000သိန်း1000နေလဲကျမတို့ကမလှူနိုင်ဘူးအဲ့တော့ဒါပေမဲ့ကိုကူညီလိုက်တဲ့ဟာဒီဘဝတစ်ခုအဆင်ပြေသွားတယ်ဆိုတဲ့ဟာမျိုးထိရောက်တဲ့ကူညီမှုမျိုးတို့တွေကူညီကြမယ်ဆိုပြီးလင်မယားနှစ်ယောက်တိုင်ပင်ပြီးတော့မှကိုမိတ်ဆွေတွေထဲမှာရှိတယ်ဆိုရင်ကျမတို့ဒီလိုလေးလမ်းဖွင့်ပေးတယ်လိုအပ်တယ်ဆိုရင်ယူအာမနာနဲ့ကျမတို့ကူညီမယ်เนาะရွှေ30သားပိုးလိုတယ်ဆိုရင်ရွှေ30သားယူလိုက်ကျမတို့ရွှေ30သားပြန်ဝယ်ပေးနော်30သားလုံးမွေပြီးနိုင်သေးလို့ရှိလို့ရှိရင်တစ်ချက်သားနှစ်ချက်သားသုံးချက်သားစသဖြင့်ကျမတို့ခွဲပြီးတော့မှဝယ်ပြီးဘာဒီအတွက်အကျိုးအမြတ်တစုံတရာအတိုးအရင်ကျမတို့ကိုအတိုးဘွားပေးစရာမလိုဘူးနော်ကိုယ့်ကိုပြန်ပြီးတော့မှထူထောင်ဒါဆိုသူတို့လည်းထူထောင်သွားနိုင်တယ်လीနော်ဒီလိုနီးမျိုးနဲ့ကျမတို့ကူညီပါတယ်နော်ဒါဆိုရင်ကျမတို့ကမိသားစုတစ်စုနှစ်စုသုံးစုလေးစုငါးစုပေါ့ဒီလိုမျိုးကူညီလိုက်နိုင်တယ်ဆိုလူဒီဘဝတစ်ခုလုံးကိုကူညီလိုက်နိုင်တဲ့ကူညီမှုမျိုးဖြစ်တယ်เนาะထိရောက်တဲ့ကူညီမှုမျိုးဖြစ်တယ်ပေါ့ဆိုတော့ဒီလိုလေးကူညီပါတယ်ဒီအချိန်နေမှာကလည်းကျမတို့တွေကဒီခေတ်ဒီကာလမှာကို့မှာမရှိလို့ရှိရင်ပတ်စံ10သိန်းတောင်မှရှာဖို့မလွယ်ပါဘူးเนาะဒါပေမဲ့ကျမတို့ကခုနလိုပေါ့သိန်းရာချီထောင်ချီကိုကျမတို့ကူညီမယ်ဒါပေမဲ့အလကားတော့မရဘူးเนาะပြန်ပေးရမယ်ဒီပတ်စံဟာပြန်ပေးရမယ်ဒါပေမဲ့အဲ့ပတ်စံပေါ်မှာကျမတို့ကအကျိုးအမြတ်ကျမတို့ကိုအတိုးတစုံတရာပေးစရာမလိုဘူးဒါပေမဲ့ပြန်တော့ဆက်ရမယ်ကျမတို့လည်းအလကားကြီးသိန်းထောင်ချီရော့နင့်သိန်း1000ရော့နင့်သိန်း900ဆိုပြီးတော့ကျမတို့ကလည်းကိုယ့်ရဲ့ချွေးနေစာအဲ့လောက်ထိတော့မပေးလိုက်နိုင်ဘူးပေါ့နော်ဆိုတော့အဲ့တော့9သိန်းပေး10သိန်းပေးဆိုလဲတို့ဘဝတွေအတွက်အဆင်မပြေဘူးလေနော်ဆိုတော့အခြေအနေအဆင့်တန်းတွေရရော့9သိန်းယူလိုက်ရော့10သိန်းယူလိုက်လို့လည်းပေးလို့အဆင်မပြေဘူးလေနော်ဆိုတော့အဲ့တော့တို့ဘဝပြန်ပြီးထူထောင်ဖို့အတွက်ရက်တည်နိုင်မှုအတွက်ကိုတစ်ဖက်တစ်လမ်းကနေပြီးတော့မှကျမတို့အဲ့လိုလေးကူညီ
ညီပါနဲ့အဲ့တော့နင်ကလှူတာလည်းမတွေ့ဘူးတန်းတာလည်းမတွေ့ဘူးတင်တာလည်းမတွေ့ဘူးเนาะဆိုပြီးတော့မပြောနဲ့ကျမတို့ဟာ privacy တွေရှိတဲ့အတွက်ကြောင့်မလို့ဒီမှာเนาะပေးလိုက်တယ်ဒီမှာเนาะကမ်းလိုက်တယ်ဒီလိုလှူလိုက်တယ်เนาะဆိုပြီးတော့မှ Facebook ပေါ်မှာတင်ပြီးတော့မှလုပ်ပြနေစရာမလိုဘူးเนาะဆိုတော့ကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာကိုနိုင်တဲ့ဘက်ကနေအဲ့လိုနီးလေးနဲ့ကိုညီပါတယ်ထောက်ပံ့ပါတယ်เนาะဆိုတော့လေအဲ့လိုပြောချင်တာကလေအဲ့ဘာမှမဟုတ်ဘဲနဲ့အဲ့လိုအကြီးမကူညီရသေးဘဲနဲ့တိုးတီတောင်မှပဲကျွန်မခုနပြောသလို80နဲ့တသိန်းရလာပြီဆိုပြီးတော့မှရွှေ30သားရောင်းလိုက်တယ်အခုမရှိတော့ဟိုတီဟိုနဲ့လေ30သားဟိုကလေအဲ့ဒါမရှိတော့ဘူးเนาะဒါပေမဲ့လေခုနပြောသလိုပေါ့အခုကျွန်မပြောတော့ပါကျွန်မရောင်းပြီးသွားအမြင်နဲ့ဈေးတက်ကြောက်စရာကြီးเนาะဈေးတက်သွားတာအဲ့လိုဖြစ်တယ်เนาะအဲ့လိုဖြစ်ဒါပေမဲ့ဒီချိန်ရောင်းမယ်ဆိုရင်ရောင်းလို့ကောင်းတဲ့အချိန်နဲ့တူပါတယ်เนาะပြောတတ်ဘူးအဲ့လိုလေးဖြစ်တယ်အဲ့တော့ဒီပြန်လဲထူထောင်ရေးလုပ်ငန်းစဉ်လေးမှာကျမကတော့တူတိတ်လေးနဲ့ကျမအဲ့လိုလေးပါဝင်ပါတယ်ဆိုတာလေးကိုပြောပြတာအဲ့ဒါယူ Facebook ပေါ်မှာတင်ပြီးတော့မှရော့ဒီမှာကျမကတော့သူ့ကိုဒီလိုလေးကူညီပေးလိုက်တယ်ဆိုပြီးဓာတ်ပုံကြီးနဲ့တင်စရာအကြောင်းမရှိဘူးလေနော်တစ်ဖက်လူရဲ့ privacy ရှိတယ်လေနော်အဲ့လိုမျိုးလေးအဲ့ဒါလေးကိုပြောပြတာမပြောပြပြန်ရင်လေလူတွေကလေဆိုပြီးဖြစ်ပြန်ရောသိလားပြောပြပြန်ရင်လေကျွမ်းတယ်လို့ဖြစ်ပြန်ရောတခါမပြောပြဘဲနဲ့နေလိုက်တော့လေမလူလို့ပြောရဒီလောက်လူပါတယ်လို့ပြောရင်တော့ဒီနေထိုင်းနဲ့ဒီလောက်လားလို့ပြောဘယ်ဘက်မှမလွတ်ဘူးနော်အဲ့တော့လေပြောမနေဘူးသိလားဘယ်ဘက်မှမလွတ်ဘူးလူတွေကလေနော်ဒီလောက်လူလိုက်ပါတယ်ဆိုသူ့နေထိုင်းနဲ့ဒီလောက်ပဲလူတာလားဘာမှလူတာကိုတန်းတာကိုမတင်ပါဘူးလူမသိစေချင်ဘူးနေပလိစေမတင်တော့ဘူးဆိုတော့လေဘာမှမလူဘူးလားသိလားဆိုတော့လူတယ်ဒီလိုလူတယ်ဆိုတော့လေအမလေးလာပြီးလူတန်းနေဘန်းပြပြီးတော့မှကြွားနေတယ်လူတွေကအဲ့လိုသိလားအဲ့တော့ရောဘာမှကိုမတင်ဘူးဘာမှကိုမလုပ်ပြောချင်တာပြောလုပ်ချင်တာလုပ်သိလားဟိုဥစားတင်းညင်တယ်လို့တင်ထင်းညင်တယ်လို့ထင်းဆိုပြီးတော့ပဲဒါကတော့အခုကြုံကြိုက်လို့ပြောပြတာပါเนาะဆိုတော့အဲ့လိုမျိုးလေးcommentလည်းမမြင်အောင်ကဲဘယ်လိုလုပ်မလဲ